ထို့ပြင်ရှင်စီအားကိုစပင်းဆောင်ဆွဲကဘာကြောင့်မထမ်းမလေးစားလုပ်နေတာလဲဆိုသည့်ဘဲအားလက်တချောင်းနဲ့တုတ်ပြန်လိုက်ရအဆိုပါပဲမှာလွင့်ထွက်သွားခဲ့သည့်အဲ့ဒီရက်ကွက်ထဲကအယူမလားဆိုသည့်မေးခွန်းကြောင့်တိမခံနိုင်တော့သည့်ရှင်စီအားသည်ကားနောက်ဖုံးပါပွန့်ထွက်သွားသည့်အထိအတွင်းရှိဘဲများအားလုံးကိုစိတ်ရှိတိုင်းပညာပေးလိုက်သဖြင့်ကားပါလမ်းဘေးတော်ထဲသို့ထိုးဝင်သွားခဲ့သည့်တတိလက်သွားသည့်ရောင်ဤသည်တတိပြန်ကပ်လာခြင်းတွင်လဲကျသွားသည့်လူတအုပ်ကိုအဆုံးသက်ရန်လှုပ်ဆောင်နေသည့်ရှင်စီအားကိုတားဆီးကလဲကျနေသည့်ဘဲအားရဲစခန်းဖုန်းနံပါတ်ခေါ်ပေးခဲ့ပြီးနောက်ရောင်ဤကထွက်ပြေးရန်ပြင်သည်ထို့နောက်အတွဲဝင်သွားသည်နှင့်တော်ထဲတွင်လမ်းပြောင်းနေပုံရသည့်ရှင်စီအားကိုပါအတူတူသွားရအောင်ဟုပြန်ပြောကဆွဲခေါ်လာခဲ့သည့်ရောင်ဤသည်သူတို့ရောက်ရှိနေသည့်နေရာမှအတိဦးလေးကြီးတဦးထံအကူအညီတောင်းခံခဲ့ပြီးဘာများဖြစ်ခဲ့တယ်လဲဟုမေးနေသဖြင့်အရင်ဆုံးဒီကနေထွက်သွားမှရမယ်ဟုဆိုနေစဉ်သွေးများပေကျနေသည့်ရှင်စီအားကိုပါမြင်တွေ့ရ၍ကြောင်ကြည့်နေကြသည်ထိုစဉ်နှာခေါင်းသွေးများစီးကျနေသည့်ကောင်မလေးမှရုတ်တရက်လဲကျသွားသဖြင့်အမြန်ပြေးခေါ်လာခဲ့ကြပြီးတတိပြန်မရမီခန္ဓာကိုယ်ပေါ်တွင်စိုက်နေသည့်မှန်စများကိုထုတ်ပေးနေစဉ်ဒဏ်ရာများမှာထူးဆန်းစွာပုံမှန်အတိုင်းပြန်ဖြစ်သွားသဖြင့်တိရစ္ဆာန်ကူဆရာဝန်ဖြစ်သည့်အဆိုပါဦးလေးကြီးပါအံ့အားသင့်သွားခဲ့ရသည့်ရှင်စီအား၏လက်ချက်ဖြင့်စက်သိမ်းမလှခဲ့သည့်ဘဲများမှာရောင်ဤဦးလေး၏တပည့်များဖြစ်ပြီးရောင်ဤဖခင်ထားခဲ့သည့်မြေကွက်များကိုအလကားသိမ့်ပိုက်ချင်နေသူများလည်းဖြစ်သည်ဒီကလေးမလေးကတခုခုထူးဆန်းနေတယ်လို့ပဲဟုပြောပြလာသည့်ဦးလေးကြီးကပါလာသည့်ဒဏ်ရာများမှာလည်းဥပဒေနှင့်မကင်းဒီလိုဖြစ်၍ရဲကိုမတိုင်သည်မှာဖြစ်မိလားဟုမေးရထိုးကြောင်းပင်ရဲမတိုင်ပဲပုံနေခြင်းဖြစ်ကြောင်းဆိုသည်လက်တလောတက်တာသွားသည့်အချိန်နှံ့မူရောင်းဤကသူမပင်ခေါ်ထားလိုက်မည်ဟုဆိုကမြို့ပြနှင့်ဝေးသောနေရာရှိသူတို့၏အိမ်သို့ခေါ်ဆောင်လာသည့်လမ်းတွင်ငယ်စဉ်ကလေးကတက်ခွဲကန်းထဲတွင်သာရှင်တန်ခဲ့ရသည့်ရှင်စီအားအတွက်လွတ်လပ်ခြင်း၏အရသာကိုကောင်းကောင်းကြီးခံစားစေခဲ့သည့်ညဉ့်နဲ့မိုးချုံမှအိမ်သို့ပြန်ရောက်လာကြသောအခါရောင်းဤမိဘများမှာတယောက်မျှအသက်ရှင်ခြင်းမရှိတော့ဘဲမောင်လေးတဦးသာရှိတော့သည်ဖြစ်ရာရောင်ဤမျက်နှာကိုညစ်ကာမောင်ဖြစ်သူဒေဂီကဘာဖြစ်ခဲ့တာလဲဟုမေးနေစဉ်ရှင်စီအားကလက်ကိုဝင်းညစ်ထားသဖြင့်သူ၏မောင်လေးရင်းဖြစ်ကြောင်းရှင်းပြမှလွတ်ပေးခဲ့သည်ကောင်မလေးကိုပါသူကဘသူလဲဟုမေးနေသဖြင့်ဒီမှာတဲဖို့လိုက်လာတဲ့အတိညီမလေးဖြစ်တယ်ဟုအတိပေးရာကိုရီးယားကိုပြန်ရောက်တာတော့မကြသေးဘူးအတိတွေဘာတွေတောင်ရှိနေပြီပေါ့ဟုပွားစီပြောကအပေါ်ထက်သို့တက်သွားခဲ့သည်ခဏအကြာညစာစားကြသောအခါရောင်ဤချက်ထားသည့်ဟင်းများကိုရှင်စီအားကမစားဘဲထူးထူးဆန်းဆန်းကြည့်နေသဖြင့်ဟင်းရတာမတွေ့လို့လားဟုမေးနေစဉ်မောင်ဖြစ်သူကဘယ်တော့ကအရသာရှိဘူးလို့လဲဟုဝင်ပြောနေသဖြင့်ချက်ကျွေးသည်ကိုစားပြီးအရသာမတွေ့လျင်မစားနှင့်ဟုဆိုက try နေစဉ်ကောင်မလေးကအာရပါရစားတော့လိုက်တော့သည်မောင်ဖြစ်သူနှင့်စကားများပြီးနောက်သို့ပြန်လှည့်ကြည့်လိုက်ရာစလုံးပေါ်မှဟင်းများတစ်ခုမျှမကြံတော့သည်ကိုတွေ့ရသဖြင့်ရှင်စီအားကိုအိတ်ခမ်းသို့လိုက်ဖို့ကအခက်ခဲကြမှကူညီပေးခဲ့သည့်အတွက်ကျေးဇူးတင်စကားပြောတော်လဲယခုအချိန်ထိစကားတစ်ခုမျှမပြောသေးသည့်ကောင်မလေးအားနာနေရန်သာပြောဆို၍ထွက်သွားခဲ့သည်ဒေါက်တာဘဲတို့ဘက်တွင်မူလွတ်မြောက်သွားသည့်ရှင်စီအားကိုပြန်လည်ဖမ်းဆီးရန်ကောင်မလေး၏အချက်လက်များကိုအထူးအေဂျင့်ဂျိုဟွန်းဆိုသည့်မင်းကလေးအားအသေးစိတ်ရှင်းပြနေပြီးအဆိုပါကောင်မလေးမှာထင်ထားသည့်ထက်ခံနိုင်ရရှိသူဟုဆိုသည်သို့သောဌာနချုပ်ကိုလာရောက်စီးနင်းသွားသည့်ဂျာယွန်း၏လက်ချက်ကြောင့်လက်တလောတွင်တိတ်ပြီးလှုပ်ရှားနိုင်အောင်မည်မဟုတ်ဟုမှားလိုက်ရထွက်ခွာတော့မည်ဂျိုဟွန်းတို့အားရှင်စီအားအတွက်လိုမဲဟုဆိုကာစိတ်ငြိမ်းစေးထိုးအားထည့်ပေးလိုက်သည့်ဒီလိုနှင့်ဒေါက်တာဘက်စီမှထွက်လာကြစဉ်နောက်မှကတ်လိုက်လာသည့်ကားတစ်စီးကြောင့်ကားအရှိန်ကိုတင်လိုက်ပြီးဘေးသို့ချိုးဝင်ကမျက်ချီဖြတ်လိုက်သည်ဂျိုဟွန်းတို့ကားရုတ်တရက်ပျောက်ကွယ်သွားသဖြင့်ဟိုဘက်ဘဲများအံ့အားသင့်နေစဉ်ဘေးမှရုတ်တရက်ပြန်ပေါ်လာကတက်ကြီးပြစ်တိုက်လိုက်သည်ဂျိုဟွန်းရောသူမတပည့်တုံရောမှာတာမန်လူများမဟုတ်ကြပဲနောက်ရောက်ခါနောက်လိုက်လာသူများမှလည်းအလားတူပင်ဖြစ်သဖြင့်မင်းတို့ကိုတိလဲမတိတာမို့ပြဿနာမဖြစ်ပဲနေကြရအောင်ဟုတုံကပြောနေစဉ်ဟိုဘဲများကကားတကားကြီးဖြင့်လှမ်းပစ်လိုက်ပြီးထို့နောက်ဝင်းပလွေ၃កောင်ဝင်ရောက်တိုက်ခိုက်လာရာအဆိုပါဘဲ၂ယောက်အားတုံတယောက်ထဲကပင်ဖြည့်ရှင်းပေးလိုက်ပြီးကျင်းတို့အထက်လူကြီးကိုသူနဲ့လာတွေ့ရန်မာလိုက်သည်ခုဘဲကိုဆက်သွားကြမှာလဲဟုမေးရဒီကောင်မလေးကိုတွေ့တဲ့နေရာထိပတ်သွားရမှာဖြစ်တယ်ဟုပြောနေစဉ်စိတ်ငြိမ်းစေး၌ရှင်စီအားဤဒီနေရာကိုအချက်ပြလာပြီးတစ်ဖက်တွင်ကောင်မလေးမှာမအိတ်ခင်တယောက်ထဲထိုင်နေစဉ်နှာခေါင်းသွေးများယူစည်းကြလာသည်ထို့ပြင်နားထဲသို့တိုးဝင်လာသည့်စူညံတံများကြားမှအမေ့စီလာခဲ့ဆိုသည့်အတန်ကိုပါကြားနေရပြီးခဏအကြာမှပြန်လဲတက်တာသွားစဉ်ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်ရာသူမရှိနေသည့်ຫນွေအိမ်ထံဥတီနေသည့်ကားတန်းကြီးကိုမြင်တွေ့လိုက်ရသည်အဆိုပါကားမှာရောင်းဤဦးလေးယုံသူတို့အဖွဲ့ဖြစ်ပြီးဖခင်အမဲလိုက်တုံးကအုံပြုခဲ့သည့်တနက်ကြီးဖြစ်ရောင်းဤကအိမ်ဝတွင်ရက်နေသဖြင့်ကိုဦးလေးရင်းကိုလိမ္မာပါနှက်စွာဆက်ဆံနိုင်အောင်နှင့်အဖေကမတင်ပေးထားခဲ့ဘူးလားဟုမေးတဲ့ရောင်းဤကမူရှီတိုးလာလျင်တကယ်ပြင်းပြပုံစံဖြင့်ရက်နေတော့လဲလူကိုရောဖြစ်ဖူးရဲ့လားမေးကတပည့်ဖြစ်သူများအားတနက်သွားဆွဲလူခိုင်းစဉ်အမတ်ဖြစ်သူကိုချုပ်ထားသည့်ဘဲများကိုဒေဂီကနောက်မှတုတ်ဖြင့်လာရိုက်သဖြင့်သူပါပြန်လဲရိုက်ခံလိုက်ရသည့်ယုံသူကအကိုဖြစ်သူထားခဲ့သည့်မြဒီကွက်များကိုမတံမရာဈေးဖြင့်ရောင်းဤတို့စီမှလက်ဝဲကြီးအုပ်ချင်နေခြင်းဖြစ်ပြီးစာချုပ်တွင်အသားတကြီးလက်မှတ်ထိုးကာရာသီပိုက်ဆံဖြင့်အေးစစ်စစ်သွားနေရန်ချင်းချောက်တည်တဲ့အထိနင်းကိုတော့ပေးမှာမဟုတ်ဘူးဟုတုံ့ပြန်လာသည့်ရောင်းဤအားအဖေကိုလည်းနင်းပဲလှုပ်ကြံလိုက်တာမဟုတ်လားဟုဆဲဆိုနေသဖြင့်ပါရိုက်ခံလိုက်ရပြီးပြန်ခုခံရန်လုပ်နေသည့်ဒေဂီပါထိုးချိတ်ခံနေရသည့်ထိုစင်ခေါမိုးထက်တွင်ရက်နေသည့်ရှင်စီအားကိုရောင်းဤကအရင်မြင်လိုက်ရပြီးအပေါ်မှအနေရများ၍ဆင်းလာခိုင်းနေသည့်ယုံသူကိုဂယုမဆိုင်
ဘဲတားဆီးနေသည့်ကြားမှခုံချလိုက်သည့်သူတို့ထင်ထားသလိုကောင်မလေးမှာဘာမှမဖြစ်သွားသဖြင့်မျက်လက်လာပြနေတာလားဟုမေးနေစဉ်ရောင်ဤကိုနှိပ်စက်နေသည့်ဘဲများနာချင်းကပ်သွားပြီးအနာရောက်သည်နှင့်စောင့်ကန်လိုက်သည့်အချိန်၌အားလုံးကမြင်လိုက်သည့်မျက်လုံးများကိုပင်မယုံကြည်နိုင်ဖြစ်နေကြသည်ဒေဂီဤဘေးမှကောင်းနာပါတတိမထားမိလိုက်ခင်မှာပင်ထက်ရောက်လာပြီးအဝေးကြီးထိလွင့်ပစ်လိုက်သဖြင့်မင်းတို့ရောငါမြင်သလိုမြင်လိုက်ကြလားဟုယုံတူမှာတရားကတန်းများဖြစ်နေသည်အားလုံးရှေ့တောင်မတိုးရဲဖြစ်နေသည်ကိုတွားရောက်တိုက်ခိုက်ရန်အမိတ်ပေးတော်လဲရှေ့တိုးလာသည့်တယောက်ချင်းစီတိုင်းကိုငှက်ကလေးများကဲ့သို့ရိုက်တက်သလိုလှုပ်ပြနေသဖြင့်ဘေးနာတွင်တယောက်မျှမကျန်တော့သည့်ယုံတူမှာကြောက်အားလန့်အားဖြင့်အတိစိတ်များပါလွတ်ကုန်သေးထိုအချိန်မှရောင်ဤကဝင်သားပေးလိုက်ပြီးမြန်မြန်ပြန်တော့ရန်ယုံတူကိုပြောနေတော်လဲဟိုဘဲကစကားတောင်ကောင်းကောင်းမပြောနိုင်ဖြစ်နေသဖြင့်အတိစိတ်ကပ်သွားအောင်ပါတစ်ချက်ချပေးလိုက်ကနေလူတွေကိုမြန်မြန်ခေါ်သွားပြီးနောက်ခါမလာတော့ဖို့မှားလိုက်သည့်အားလုံးပြန်သွားပြီးနောက်ရှင်စီအားကိုကြည်ရင်ဒေဂီပါထိတ်လန့်နေတော်လဲကောင်မလေးကပြုံးပြလိုက်ပြီးအမဖြစ်သူကဒဏ်ရာများကိုဆေးထည့်ပေးနေစဉ်အတွေးများနေသည့်မောင်ဖြစ်သူကခဏကမြင်လိုက်ရတာဘာကြီးလဲဟုမေကုန်းထုတ်နေသည်တကယ်တော့သူမလည်းတေချာမသိဟုအမဖြစ်သူကပြန်ဖြေနေပြီးသူကတကယ်ပဲဂျူရာဖြစ်နေမလားဟုဆိုက YouTube ပေါ်သာတင်လိုက်လျင်တေချာပေါက်နာမည်ကြီးပြီဟုပြောနေသဖြင့်ခေါင်းအားအရိုက်ခံလိုက်ရသည့်ရှင်စီအားတွားဖမ်းရန်ကိစ္စကိုစတင်မလုပ်ရှားမီဂျိုဟွန်းကဂျန်နှင့်လာရောက်တွေ့ဆုံနေပြီးဒေါက်တာဘဲကနှင့်ကိုဘာလို့လမ်းခေါ်လိုက်တာလဲဟုအရင်မေးလာသည့်ဂျန်ကဌာနချုပ်ဖောက်ခွဲခံရသည်နှင့်ပတ်သက်၍သူ့ကိုတန်တရားဝင်နေတာလားဟုဆိုသည်ဂျာယွန်းနှင့်နောက်ဆုံးတွေ့ခဲ့ရသည်မှာဒေါက်တာဘဲပင်ဖြစ်ပြီးမိခိုးကမျက်နှာဖုံးများတက်ဆင်လာသည့်ဂျာယွန်းတို့အဖွဲ့၏လက်ချက်ပင်ဖြစ်မည်ဖြစ်ကြောင်းအဆိုပါဝိတောက်ကြီးအနေဖြင့်သူ့ကိုတန်တရားဝင်နေတာလားဟုပြောသည်အဆိုပါမိမကြီးနှင့်တွားပတ်သက်လျင်ကောင်းလာနိုင်တာမရှိသဖြင့်ဘေးမှာပဲရှောင်နေလိုက်ဟုပြောသည့်အခါကုမ္ပဏီရဲ့နောက်မှာဘာတွေဖြစ်နေသလဲဆိုတာတော့မသိပေမဲ့တာဝန်ကတာဝန်ပဲမို့သူ့အလုပ်မှာဝင်မနှောက်ယှက်ရန်